ညနေခင်းခန့်မှန်ကြီး9 နာရီဝန်းကျင်လောက်မှဖြစ်တာပါသူတို့ကမီးလည်းမပါဘူးဘာဆက်အတန်မှလည်းမကြားလိုက်ရအောင်ဂတ်စတိုနောက်ပိုင်းမှာသိရှိရတာကပါရာမော်တာကပြစ်မှတ်ကိုရောက်ကန်ဒီမှာစက်ကိုပိတ်ပြီးလီထီနဲ့လီကုန်စီးပြီးလာလို့သိရတယ်ဘုံသီးပန့်ကလီတိုးတဲ့ရွှေဆိုတဲ့အတန်ရဲ့ပောက်ကွဲတန်ချင်းယူကြားလိုက်ရပြီးလွင့်ထွက်သွားတယ်ရေရှည်သူတို့ကစစ်ပွဲဆင်နေဖို့အတွက်အကုန်ကြစိတ်တတ်တာပြီးတော့ထိရောက်မှုရှိပြီးတော့မြင်မြင်ဆန်ဆန်လေးသုံးလို့ရတယ်။အကုန်လုံးအတွက်ကတော့လူပေါ့နော်။ပိုင်လော့တယောက်သုံးစီရမလို့ဘူးလေ။လေရင်ဆိုဒေါ်လာတန်းချီရှိတာပေါ့။ပါရာမော်တာကလေရင်ဘိန်းတစ်လုံးစာပဲရှိတယ်။အဲ့တော့သူတို့ကဒီလိုမျိုးရင်းမြစ်တွေကိုပြန်ခွဲပြီးတော့ရှိတဲ့အင်အားနဲ့တစ်ချိန်တည်းတိုက်ခိုက်လို့ရအောင်သူတို့ရဲ့မူဝါဒတွေဒါပြောင်းသွားတာပေါ့နော်။